မယ်ဒီလိုကျန်ခဲ့ပဲတောက်ကြနေရကျွန်တော်6လေးနဲ့ကျွန်တော်ထည့်အောင်ခဲ့ရဗျာ6လေးမှာဘလူးရေဘလောက်ဖို့ရကြလေးလဲဆိုတော့လေကျွန်တော်ကို comment မှာတစ်ချက်တော့မှန်းပြီးတော့ခဲ့ကြအောင်ဗျာမနက်ဖြန်အဖွင့်နေ2ရက်3လပိုင်း2026ရက်နေ့အတွက်အဖွင့်နေ့အတွက်ကျွန်တော်တကွက်ကောင်းနဲ့ဝိုင်းကြီးကိုလည်းကျွန်တော်ထပ်မှန်ပြီးရှာထားပါရဗျာနော် subscriber မနေ့ရက်နဲ့ subscriber နေပြီးတော့ပေးခဲ့ကြပါဦးလက်မလေးလည်းထောင်ထားပေးခဲ့ကြပါဦး okay လို့လည်းတယောက်စီမှတ်သွားပေးခဲ့ကြပါဦးမင်္ဂလာရှိအောင်မင်္ဂလာပါလို့လည်းမှတ်သွားပေးခဲ့ကြပါဦးဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုယ်ရဲ့ YouTube channel ရမျိုးရောစီးမျိုးတွေညီကိုမတော်များအားလုံးပဲသိကြတာချင်းကိုကြီးကြပါခြင်းများနေပြီးတော့ကြပါသေးဗျာကျွန်တော်ရဲ့ကိုယ်ရဲ့ channel ရမျိုးအားလုံးပဲတို့တယောက်မကျန်သိကြပါခြင်းကိုကြီးကြပါခြင်းများနေပြီးတော့ကြပါသေးအသက်ရှူတိုင်းမှာလည်းဝင်ကြပါသေးဒီအတိုင်းမှာလည်းမင်္ဂလာရှိကြပါစေ။လောကစီးပွားရေးတို့လည်းအောင်မြင်ကြပါစေ။အဖက်ဖက်မှအဆင်ပြေကြပါစေလို့ဆုမွန်အောင်တောင်းရင်လည်းပဲကျွန်တော်ရဲ့လိုက်ကျိုးဗီဒီယိုကိုစတင်လိုက်ပါရဗျာ။အားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပြည့်စုံကြပါစေ။အားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးကြမ်းပါခြင်းများနဲ့ပြည့်စုံကြပါစေ။ဆိုပြီးတော့ကျွန်တော်ရဲ့လိုက်ကျိုးဗီဒီယိုကိုစတင်လိုက်ပါရဗျာ။ကျွန်တော်လိုက်ကျိုးဗီဒီယိုရမျိုးတော့တင်ကောင်းစကားကောင်းများကိုလည်းကြားနိုင်ပါစေလို့ကျွန်တော်ဆုမွန်အောင်တောင်းပါရဗျာ။ကျွန်တော်အခုမှသားတွေဘူးရဲ့အကိုရဲ့အမရကျွန်တော်ရဲ့6မိနစ်တောင်မရှိရဲ့လာရုပ်ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုသွားပါဦးလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာကျွန်တော်ရဲ့ကော်လေးကိုလည်းသကွိုင်းပြောရင်သကွိုင်းနေခဲ့ကြပါဦးမင်္ဂလာရှိအောင်လို့မင်္ဂလာလို့လည်းမှန်းသွားပေးခဲ့ကြပါဦးလက်မလေးလည်းထောင်သွားပေးခဲ့ကြပါဦးโอเคလို့လည်းတယောက်တစ်ချောင်းစီမှန်းသွားပေးခဲ့ကြပါဦးလို့ကျွန်တော်အမေတ္တာရက်ခံပါတယ်ဗျာကျွန်တော်ဗီဒီယိုလေးကိုတူတယောက်ရဲ့မြင်ဆိုတဲ့စိတ်ဆန္ဒမှာပါပဲနဲ့နေ့စဉ်နဲ့များဗီဒီယိုလေးကိုစေတနာသီးသန့်နဲ့ပဲတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမျှဝေပေးကြပါဥပမာမျှဝေရမယ့်နေရာက Telegram Facebook Messenger Viber Message အဲ့လိုနေရာမှာကိုယ့်ရဲ့တငယ်ချင်းတွေလည်းပြန်လဲမျှဝေပေးလို့ရပါရဲ့ဗျာဒါကျွန်တော်ရဲ့ channel လေးမို့ဒီ channel လေးမှာကျွန်တော်ဗီဒီယိုတွေအားပေးဝင်ရပေးကြပါဦးလို့ကျွန်တော်မေတ္တာရက်ခံပါရဗျာကျွန်တော်ဘက်ကလည်းအကိုတို့မှတို့အကျိုးရှိနေမဲ့ဗီဒီယိုမျိုးပဲနေ့စဉ်နဲ့အများတင်ပေးသွားမှာဖြစ်ပါရဲ့ဗျာမနက်ဖြန်2ရက်နေ့3လပိုင်း2026ရက်နေ့အတွက်ကျွန်တော်တောက်ကွက်ကောင်းနဲ့ဝိုင်းကြီးကိုပြောပြပေးမှာဖြစ်ပါရဲ့ဗျာပြောခင်မှာတော့ရဲ့ဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ပေးပါဗီဒီယိုနဲ့ကုန်တယ်ဆိုပြီးတော့ကြော်ကြည့်ရမျိုးရေးကြည့်ရမျိုးမလုပ်ပါနဲ့အဆုံးထိလိုက်ရောက်ကြည့်ရှုပေးပါကျွန်တော်တော်ရင်းလုံပဲပြောပါမယ်ဗျာပြောရဲ့ဗီဒီယိုလေးကကျွန်တော်ပြောခဲ့ရအရာလေးကဒီလိုအကိုရမအတွက်အကျိုးရှိမဲ့ဆိုရင်ကျွန်တော်ခုနကပြောတဲ့အဓိကအချက်လေးတွေကိုကြိုပြီးတော့လှုပ်သွားစေချင်ပါတယ်တော့ဝမ်းချင်းရင်ပြောပြမယ်ဝမ်းချင်းပြောပြီးရင်ကျွန်တော်တကွာကောင်းပြောပြပါမယ်ဗျာဝမ်းပြောကပြင်မှာအကိုမာယိုကစောင်းရင်းနဲ့ပဲဖြစ်ရဲ့လွယ်ကူမှတ်သားလို့ရတဲ့နေရာမှာမှတ်သားပေးကြပါတော့အဲဒါကျွန်တော်ဝမ်းချင်းရင်ပြောပါမယ်ဗျာဝမ်းချင်းကဝမ်းချင်းဗျာမနက်ဖြန်ကျွန်တော်38ပါ38ဝမ်းချင်းပါဒီကြလိုက်မှတ်သားပေးပါဝမ်းချင်းက38ဝမ်းချင်းပါပန်းနိုင်တဲ့အကိုရမအတွက်ကျွန်တော်ဈေးဖို့ပေးပါမယ်ဗျာဈေးဖို့က3နဲ့ပတ်သက်တဲ့ကိုရမအတွက်ကျွန်တော်3ကြိုက်တယ်ဆိုတဲ့အကိုရမအတွက်3အတွက်ကျွန်တော်ဈေးဖို့ပေးပါမယ်ဗျာတေချာလိုက်မှတ်သားပဲပါ3အတွက်ဈေးဖို့က30 36 3ခွန်31ပါဗျာကျွန်တော်နောက်တစ်ခေါက်ထပ်ပြောပါမယ်ဗျာ3အတွက်ဈေးဖို့က30 36 3ခွန်31ပါဗျာအဲ့ဒါ3အတွက်ဈေးဖို့ပါဗျာအဲ့လိုမှမဟုတ်ဘူးကျွန်တော်အကိုရမရရှစ်ကိုမှကြိုက်ရရှစ်ကိုမှထိုးခြင်းတယ်ဆိုရဲအကိုရမတွေအတွက်ကျွန်တော်ရှစ်တွေဈေးဖို့ပေးပါမယ်ဗျာရှစ်တွေဈေးက80 86 89 81ပါဗျာကျွန်တော်နောက်တစ်ခါထပ်ပြပါမယ်ဗျာတခြားလိုက်မှတ်သားပေးပါရှစ်တွေဈေးက80 86 89 81ပါဗျာ3တွေဈေးဖို့ပါရှစ်တွေဈေးဖို့ပါဗျာအဲ့လိုမှမဟုတ်ဘူးကျွန်တော်အကိုရမရကီးလေးနဲ့အပီးပေါက်ချင်တဲ့အကိုရမအတွက်ကျွန်တော်ကီးလဲထုတ်တာပါဗျာကီးက425ပါဗျာ425ကီးနဲ့ဝိုင်းချင်းနဲ့လည်းတွဲဆုပ်လို့ရပါတယ်ဗျာအဲ့ပြောပြီးကျွန်တော်တကွာကောင်းပြောပြပါမယ်ကွာတကွာကောင်းမပြောရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပြောရသေးတယ် subscribe နေခဲ့ကြပါဦးမင်္ဂလာရှိအောင်မင်္ဂလာလို့လည်းမှန်းသွားပေးကြပါဦးလက်မလေးလည်းထောင်သွားပေးခဲ့ကြပါဦး okay လို့လည်းတယောက်တစ်ယောက်ဒီမှန်းသွားပေးခဲ့ကြပါဦးလို့ကျွန်တော်အမေတ္တာရက်ခံပါရဲ့ဗျာအဲ့ဒါကျွန်တော်တကွာကောင်းပြောပြပါမယ်ဗျာတကွာမပြောခင်စောက်ရင်းလည်းပဲဖြစ်ဖြစ်လွယ်ကူမှတ်သားလို့ရမယ့်နေရာမှာမှတ်သားပေးပါเนาะတကွာကောင်းပြောပြပါမယ်ဗျာ
အဲ့မဲ့တကွာကောင်းက3နဲ့ဆိုရင်3ကိုပါဗျာတကွာကောင်းပါဗျာတေချာလိုက်မှတ်သားပါနောက်တစ်ခါထပ်ပြောပါမယ်တကွာကောင်းက3နဲ့ဆို3ကိုပါဗျာပြီးတော့ရှင်းတဲ့ဆို8ခွန်ပါဗျာတကွာကောင်းပါဗျာ3ကိုနဲ့8ခွန်ပါဗျာတေချာလိုက်မှတ်သားပါကျွန်တော်နောက်တစ်ခါထပ်ပြောပါမယ်3ကိုနဲ့8ခွန်ပါဗျာတကွာကောင်းပါဗျာအကြိုက်ချင်းသူတော့များလေးသာထိုးဗျာမနှဲပါစီနဲ့များလေးသာထိုးပေးပါကျွန်တော်ဗီဒီယိုလေးကိုလည်းဝင်ရပေးကြပါ share ပေးကြပါလို့ကျွန်တော်ကမေတ္တာရက်ခံပါတယ်ဗျာအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြမ်းပါခြင်းများနဲ့ပြည့်စုံကြပါစေတက်ရှိလိုက်မှလည်းဝင်ကြပါစေလောကရှိပါစေတို့တော့အမြင်ကြပါစေပမတ်ဆင်မြင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်ပါပဲဗျာအားလုံးပဲတက်တာပါဗျာ